မနက်အိယာနိုးတာနဲ့ခြေပနှောက်နာနေဒီ၅ချက်ကိုလုပ်ပါအားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးမှာတော့မနက်အိယာနိုးတာနဲ့ခြေပနှောက်နာနေတဲ့သူတွေဘာကြောင့်ဖြစ်ရတယ်ဘယ်လိုလူတွေမှာအဖြစ်များတယ်နဲ့တက်တာအောင်ဘယ်လိုလုပ်ရမလဲဆိုတာတွေကိုကျန်းမာရေးဘိုးသူတာအနေနဲ့ဝေမျှပေးသွားမှာဖြစ်ပါတယ်ဘာကြောင့်ဖြစ်တာလဲဆိုလို့ရှိရင်ဒီခြေပွားမှာ plantar fascia လို့ခေါ်တဲ့အရွတ်လေးရှိရပါတော့အဲ့ဒီအရွတ်လေးရောင်ရမ်းတဲ့အခါတွေမှာဒီလိုမျိုးနာကျင်မှုကိုခံစားရတာဖြစ်ပါတယ်စေပညာရဆိုလို့ရှိရင်တော့ဒီ plantar fascia ကြီးလို့ခေါ်တာပေါ့နော်ဘယ်လိုလူတွေမှာဖြစ်များလဲဆိုလို့ရှိရင်တော့လမ်းများများရှောက်ရတဲ့သူတွေအချိန်ကြာမြင့်စွာမတ်တက်ရက်ပြီးတော့အလုပ်လုပ်ရတဲ့သူတွေအောက်ခံရှိုးမကောင်းတဲ့ဖက်နှက်တွေကိုဝတ်ဆင်တဲ့သူတွေအဝလွန်တဲ့သူတွေနဲ့ဒီ flat foot လို့ခေါ်တယ်နော်ခြေပွားပြားတဲ့သူတွေမှာဆိုလို့ရှိရင်အဖြစ်များတာကိုတွေ့ရှိရပါတယ်အဲ့တော့တက်တာအောင်ဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်ဒီ၅ချက်ကိုလုပ်ပြီးလို့ရပါတယ်နံပါတ်1ချက်အနေနဲ့ကတော့ဒီ ice therapy လို့ခေါ်တာပေါ့နော်ရေခဲကပ်ပြီးလို့ရပါတယ်တခါကပ်လို့ရှိရင်10 to 20 minutes ပေါ့နော်7 minute 20လောက်ကပ်ပြီးလို့ရပါတယ်ဒီလိုမျိုးရေခဲကပ်ခြင်းဟာဆိုလို့ရှိရင်ရှောင်ရမ်းမှုတွေကိုလျော့ကျစေနိုင်ပါတယ်နံပါတ်2ချက်အနေနဲ့ကတော့ဒီ stretching exercise လို့ခေါ်တာပေါ့နော်အကျော်လျှော့နားလည်အောင်လို့ပြောရမယ်ဆိုလို့ရှိရင်တော့ဒီအကျော်လျှော့တဲ့လေ့ကျင့်ခန်းပေါ့နော်ခြေစလုံးမှာရှိတဲ့ကြွက်သားလေးတွေကိုပြေရောအောင်လုပ်ပေးလို့ရတယ်ဒီခြေစလုံးကြွက်သားတွေတောင်းတင်းနေတဲ့အခါတွေမှာဆိုလို့ရှိရင်ဒီ plantar fascia ကိုလန့်ဆွဲထားလို့ဖြစ်တဲ့အတွက်ကြောင့်မလို့ရောင်ရမ်းတာဖြစ်လာနိုင်ပါတယ်နောက်တစ်ချက်ကကြတော့ဒီ plantar fascia ဆိုတဲ့ဒီခြေပွားမှာရှိတဲ့အရွတ်ပေါ့နော်ဒီဟာလေးကိုပြေရော့တော့အောင်လုပ်ပေးလို့ရပါတယ်ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ခြေမကိုလှမ်းပြီးတော့ဆွဲထားတာပေါ့နော်ဒီခြေပွားမှာတင်းနေတဲ့ခံစားမှုရတဲ့ဒီခြေပွားကိုလှမ်းပြီးဆွဲပြီးတော့ရှော့ပေးတာမျိုးစသဖြင့်ဒီလိုအကျော်လျှော့တာတွေလုပ်ပေးလို့ရပါတယ်နောက်တစ်ချက်ကတော့ဒီ ball roll လို့ခေါ်တာပေါ့နော်ဒီ tennis ဘောလုံးမျိုးနော် ground tennis လို့ခေါ်တဲ့လက်သီးစောလောက်ရှိတဲ့ဘောလုံးတွေကိုခြေပွားအောက်မှာထားပြီးနင်းပေးတာမျိုးစသဖြင့်ဒီလိုမျိုးလုပ်ပေးလို့ရပါတယ်နော်နံပါတ်3ချက်အနေနဲ့ကတော့ဒီအောက်ခံဆိုးကောင်းတဲ့ဖက်နှက်တွေကိုရွေးချယ်ပြီးဝတ်ဆင်ပေးပါဦးနော်ဒီလုပ်ငန်းဝင်မှာအချိန်ကြာမြင့်စွာမတ်တက်ရက်ရတဲ့သူတွေဆိုလို့ရှိရင်လည်းဒီအောက်ခံဆိုးကောင်းတဲ့ဖက်နှက်တွေကိုဝတ်ဆင်ပေးဖို့လိုအပ်ပါတယ်တကယ်လို့ကိုယ့်ရဲ့လုပ်ငန်းခွင်ကစီးရတဲ့ဖက်နှက်ကလည်းတကယ်လို့အောက်ခံဆိုးမကောင်းဘူးဆိုရင်တော့အောက်ခံအင်ဆိုးဝယ်တီးတက်ဝယ်ပြီးတော့စီးလို့ရတာမျိုးတွေလည်းရှိပါတယ်နံပါတ်4ချက်အနေနဲ့ကတော့ကျွန်တော်တို့အနာကျင်ကိုက်ခဲတာဖြစ်တဲ့အတွက်ကြောင့်နာကျင်ကိုက်ခဲတာတက်တာအောင်အလုပ်ပြရတဲ့ဒီ paracetamol တို့ ibuprofen တို့စသဖြင့်ဒီလိုကိုက်ခဲပြောက်စေတောက်ပြီးလို့ရပါတယ်နံပါတ်5ချက်အနေနဲ့ကတော့တကယ်လို့ဒီအနာပေးဖို့အဆင်ပြေမယ်ဆိုလို့ရှိရင်တော့เนาะဒီခြေဖနှောက်ကိုတေချာလေးအနာပေးဖို့လိုအပ်ပါတယ်ပေါ့နော်တကယ်လို့အဲ့ဒါလေးလုံးလုံးမှမတက်တာလို့ဆိုလို့ရှိရင်တော့၄ချက်အားဆေးုံဆေးကံမှာဆရာဝန်နဲ့ပြတာပြီးတော့တိုင်ပင်သင့်ပါတယ်အဲ့တော့ကျွန်တော်အခုဝေမျှပေးခဲ့တာလေးတွေကကိုယ့်အတွက်ဘိုးတူတာရတယ်အသိပညာတစ်ခုခုရတယ်လို့ထင်ရင် like လုပ်ခဲ့လို့ရပါတယ်အသေးပေးခဲ့လို့ရပါတယ်သိချင်တာတွေမေးချင်တာတွေရှိရင်လည်း comment မှာမေးခဲ့လို့ရပါတယ်တခြားသူတွေသိရအောင်လည်းဝေမျှပေးခဲ့ကြပါအောင်အားလုံးပဲကျမ်းမာသောခန္ဓာချမ်းသာသောဘဝတွေကိုပိုင်ဆိုင်နိုင်ကြပါစေနောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ကျေးဇူးပါ